မြင်တော့ကျောင်းတော်ပြန်တက်ချင်သွားတယ်ဒါပေမဲ့စားတော့မလုပ်ချင်မုတ်လင်မယားလေးကသူက1000မို့8ခုရတယ်ပေါ့နော်မကြည့်အောင်အမီးက share ပဲHello guys တဟဲ့ရဲ့ဆိုလင်းမှာအခုဆိုလင်းကတော့ဘူ1005ကိုရောက်နေရပါတော့ကွာခလေးတွေចောင်းစင်းတဲ့ချိန်လဲရောက်တော့မယ်မုတ်ဈေးတန်းတွေလဲစုံနေပြီဆိုတော့ဒီမှာဘာမုတ်တယ်တွေရှိလဲဆိုတော့ဆွနဲ့တူလိုက်ကြည့်မယ်နော်ဘာမုတ်တွေစားချက်ရှိလဲပေါ့လိုက်ကြည့်မယ်တော့မလားမုတ်တယ်အကင်နေလဲရှိတယ်ဒီမှာလေမုတ်တယ်တွေလဲတော်တော်စုံတယ်တလားတတဲနဲ့မုတ်တယ်ထက်နေရမရှိကွာပြီးတော့ခလေးတွေအကြိုက်လေအယုတ်တွေလည်းအများကြီးရပြီးတော့အဲ့အယုတ်တွေကတော့ပြီးမှဝင်ကြည့်မယ်နော်အခုကလောဆယ်ဒီမှာမုတ်လင်မယားလေးအရင်စားရမုတ်လင်မယားဘယ်လိုရောင်းလဲရင်1000မို့ရှိလောအဲ့ဆိုဟာတမျိုး2000မို့ကဲမှာမုတ်လင်မယားလေးကသူက1000မို့8ခုရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကတော့2000မို့ဝယ်ခဲ့ပါတယ်နှမ်းနှောင်းကြိုက်လို့လေနှမ်းနှောင်းလေးများလေးထည့်ခိုင်းလိုက်နှမ်းနှောင်းလေးလွင့်ကုန်ပြီပူလို့မဟုတ်တာပူရရပူရတော့ပူပဲတော်တည်းဒီထဲမှာလေနေပဲလေးလည်းပါတယ်ဟုတ်တယ်လားအခုနောက်ပိုင်းလေမုံလင်မယားတွေကနေပဲမပါတော့ဒီတိုင်းမုံနေကြီးပဲတီးတန့်ရဒီမှာတော့တော်တည်းမြေပဲလည်းပါတယ်1000မို့8ခုတောင်ရတယ်နွေးချောင်းလေးစားရအောင်နော်နွေးချောင်းမလို့ရောင်းလဲဒီမှာဒီ9ဘူလေးချောင်းမှာ900ဘူလေးချောင်းလှဲ့လို့ရလားလှဲ့ရင်လေးလက်1000ဟောလှဲ့ရင်ဒီကလက်1000လေးကလှဲ့ရင်1000ဩအဲ့တော့ရမှာပေါ့ဟိုပလမ်းဘောလေးဒီမှာလဲတော့ချောင်းပေါ့အနည်းဆုံးတစ်ချောင်းတော့ပေါ့တယ်ပေါ့ဩအဲ့ဆိုလှဲ့မယ်လေလှဲ့ကျင်လို့ကလေးလိုမျိုးပဲလှဲ့ကျင်လို့နာချာအားတစ်ချောင်း3ချောင်းအေးချောင်း5ချောင်းပေါ့5ချောင်းရပါနောက်ဆုံးတစ်ခါပေါ့နော်နောက်ဆုံးတစ်ခါပဲကြံပါတော့ပဲ5ချောင်းရရင်ကောင်းပဲဒီမှာအများဆုံး5ချောင်းနဲ့တူတယ်အများဆုံး5ချောင်းပါကဲ5ချောင်း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 2ချောင်းပါနေဝါဆိုပါ1000မို့9ချောင်းရလိုက်ပါတယ်900ဘူ4ချောင်းတော့ချောင်းရှုံးပါ1000ရှုံးပါအစမြက်တယ်ထင်တယ်မနော်ဟုတ်ကျေးဇူးပါကျေးဇူးပါအစလေးလဲပြောသွားတာအားရတယ်9ချောင်းရတယ်ဆိုဟာငါမြက်သွားပြီလို့ထင်လိုက်ပြီးတော့တကယ်တော့တွက်ကြည့်လိုက်တော့900ဘူးဆိုရင်4ချောင်းရမှာကွာ1000ဘူးဆိုရင်8ချောင်းရမှာအခုက9ချောင်းပဲရတော့တယ်ဆိုတော့1000ရှုံးသွားပါတယ်စားလိုက်ပါအောင်မယ်ချုံနေရပဲဒါမှတကယ်ငယ်ဘဝအမှတ်တရငယ်တော့ဆိုရင်လည်းတဲ့မလားနှွေးချောင်းမျက်နှာနဲ့လေတကယ်တော့လေစားနှွေးချောင်းစားကြင်လို့တော့မဟုတ်ဘူးပေါ့နော်အဓိကဒီဟာလှဲ့ကြင်လို့စားတာများတာပေါ့နော်အခုကတော့လှဲ့ရတယ်စားလဲစားရပါတယ်အဲ့တော့ဆိုင်တွေကများရဆိုတော့နောက်ထပ်တစ်ဆိုင်ထပ်ကြည့်မယ်နော်ဘာစားရင်ကောင်းမလဲအသားပေါင်းဆက်ကောင်းမယ်နော်အသားပေါင်းဆက်အားတာပူစီလေအသားပေါင်းရတာလားယင်အသားပေါင်းအော်ဘယ်လိုရောင်းလဲအသားပေါင်း1000မို့3000မို့9000မို့2000မို့3000မို့2000မို့ဘယ်နှခုပါ2000မို့6ခု2000မို့6ခုဒါအမျိုးအစုံပဲပေါ့3000မို့อ่ะ3000မို့ကိုအဲ့ဆို3000မို့ရေးလိုက်3000မို့စုံအောင်လို့ထည့်ပေးနော်ကဲအခုကတော့အသားပေါင်းဟိုဒင်းဆန်ပေါ့နော်ဒင်းဆန်ပေါင်းလေးရပါပြီသူက1000မို့ကို6ခုရတယ်3000မို့ဆိုလို့ရှိရင်9ခုပါသူက2000မို့ကို6ခုပေါ့နော်အဲ့1000မို့3ခုလို့ပြောရမှာပေါ့အားလုံးပေါင်း6ခုစုံနေအောင်လို့ထည့်ခိုင်းလိုက်တယ်ဟုတ်တယ်ဒါပေမဲ့အရင်ကမပူနေတော့စားလို့ရကောင်းတယ်အချင်းလေးကတစ်မျိုးလေးပဲမကြီးနှစ်လေးနဲ့အဲ့လိုမျိုးလေးနဲ့ဟိုဟာအချင်းနဲ့လှုပ်ထားတာမသိစားလို့ကောင်းတယ်ရှယ်ပဲကျောင်းစ
င်းသွားပြီမှာကျောင်းဆင်းလို့ရှင်ဒီနားကလေအထွက်ဆိုတော့နည်းနည်းလူရှုပ်တယ်တဲ့အဲ့တော့ဆိုလို့ဟိုဘက်ချန်ကိုပြန်သွားရအောင်နော်ဟိုဘက်မှာပါလေဥနာနို့ဝေဖာလားမသိတွေ့တယ်နို့ဝေဖာလေးလည်းစားကျင်တယ်ဆိုတော့နို့ဖာသွားရအသားကင်လည်းရအသားကင်အရင်စားရကောင်းမလားမသိလာဟုတ်အသားကင်ဘယ်လိုရောင်းလဲရင် 1500 ဟောဒါတွေက1000ဒါ1000ဒါတွေက2000ကျော်3000ပေါ့နော်အဲ့ဆိုရင်ဒါပါလဲရင်ဘာသားလဲရင် စိတ်သားခင်သမီးလေး အော် သားကြီးပဲဟလား ဟုတ် ရွတ်မပါဘူးသမီးလေးစိတ်ချလက်တယ်အလေးစီရနော် ဟုတ်ဒါလေးရယ်အသေးမြင့်လေးရောစားရင်ကောင်း ရတယ်ပြေမိမိတွေ့နောက်ဝင်မယ် ဟုတ်တွေ့တော်များလာအဲဟုတ်ကဲအခုကတော့ဒီမှာအသားကင်လေးဝယ်လာရပေါ့နော်သူကတစ်ချောင်းကို1000ကနေစပါတယ်နို့ဝေးဖာလေးစားမယ်နို့ဝေးဖာဘယ်လိုရောင်းလဲ 1500 3000 ဟော2000ဘူးဟုတ်ကဲနို့ဝေးဖာလောက်တာဆောင်းရင်းနဲ့အကင်လေးစားလိုက်မယ်သူကတစ်ချောင်း1000ပဲရှိရယ်ကွာတချို့ဟိုကြက်ပေါင်ရေးပါဆိုတော့2500 3000ပေါ့နော်မှာဒါကတော့စိတ်သားကင်လေးပါပါကြီးကျွတ်ထောက်အောင်ပဲအခုလာရလေပတ်လျှောက်ကြရဒီအသားကင်နဲ့မှုေးနေအရန်စားကျင်နေအခုမှတော်ကောင်းပါတယ်အရန်ကောင်းပါတယ်မှုေးနေရတယ်အဲ့တော့2000မှုဘယ်နှချက်ရရလဲ ထောင်မို့သမီး5ချက်ပေးရတယ်60ချက်ပေးလိုက်တယ်နော် အော်ဟုတ်ကျေးဇူးပါမဒီအကင်စမ်းအနီးရ1000တစ်ချောင်းပေါ့နော်အပူပေးလိုက်ဒီမှာလဲပုံမှန်ဆိုရင်5ချက်ကိုတော့တစ်ချက်အပူပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော် ဒီတိုင်းငါလေးကမျိုးပြချစ်ကိုလေးပဲလုပ်နေတာနော် ဟုတ်အဲ့ဒါလေးတော်တော်စားလို့ကောင်းတယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးများတင်ပါတယ်ဒါလေးကိုအောင်စားလိုက်အောင် 喂，哇，好听耶！喂，好听啦！ ခလေးတွေမြင်တော့ကျောင်းတော့ပြန်တက်ချင်သွားတယ်ဒါပေမဲ့စားတော့မလုပ်ချင်ကဲအဲ့တော့နို့ဝေဖာလေးစားပါမယ်ဒါကတော့2000ဘူးပေါ့နော်2000ဘူးပုံမှန်ဆိုရင်5ချက်ပါအဲ့ဒါစူးလင်းကတော့6ချက်ရခဲ့ပါတယ်အဲ့တော့စူးလင်းချစ်လို့ပေါ့နော်အပူပေးကြတယ်ရှယ်ပဲအခုကအသားကင်အရသာလေးစားပြီးတော့ဒီချူချူလေးစားလိုက်ရတော့ကိုရှယ်အခုကအတန်းကြီးအကြောင်းဆင်းတာနဲ့တွေ့အဲ့ဒီဘိုးတစ်ထောင်ငါးမှလေကြောင်းတက်ခဲ့တဲ့လူတွေရှိလို့ရှိရင်လည်း comment ဒီ video ရဲ့ comment box ထဲမှာမှတ်ပေးအောင်နော်ဒီတော့ကြောင်းတက်ခဲ့အမှတ်တရရပါရှိလို့ရှိရင်လေဆိုလေးကတော့အင်းစိန်ဘက်ကဆိုတော့ဆိုလေးနဲ့တက်ခဲ့ကြတော့အင်းစိန်ကျောင်းမှာတက်ခဲ့ရပါတော့ဒါပေမဲ့အင်းစိန်ကျောင်းတွေကအခုမဟုတ်သေးတဲ့နေမရှိတော့လေတော့စားလို့မရအောင်ဖြစ်မအယုတ်လေးရှိအယုတ်လေးကြည့်အောင်နော်ကဲပုံပေါ်ကျိုးလေးတရား တစ်ချောင်း100လားဟုတ်တယ်တစ်ချောင်းကို100ပဲရှိပါတယ်အဲ့တော့ခလေးပေါ့နော်ဟိုလက်မှုပစ္စည်းလေးကိုလိုချင်တဲ့ဟာလေးလုပ်ချင်တယ်ဆိုရင်လုပ်လို့ရဝယ်လို့ရအယောင်ဆုံးပဲနော်အယုတ်လေးရောဒါလေးရပါလေကလေးလေးပဲလား ကလေးသမီး ဟော ဟိုဘကကလေးလေးတို့မှာကလေးလေးသူကစင်နေတာအမေစင်မိလိုက်လေလာတဲ့ထောင်ပဲတော့ကလေးပါပြီးတဲ့ထောင်ပဲ သူကကိုကြိုက်တဲ့ရုပ်ကိုဝယ်ပြီးတော့ကလေးနဲ့ဝယ်ပြီးတော့တိုးပြီးထည့်လိုက်အောင်ပဲအဲ့ဒါလည်းတစ်ထောင် ပါပြီးတဲ့ထောင် ကလေးပါပြီးသားထောင်တန်တာပဲနော်မစိုးကလေးလေအယုတ်လေးကလေးလေးလေး ကတော့ဘာလို့လုပ်ချင်တာ ဟုတ်တယ်ခုကလေကိုကတော့ကိုပုံစံလေးကြည့်ပြီးတော့လေလောက်ကြတာကြိုက်ကြကျေးဇူးပါနော်အဲ့မှာ9လေးရောပဲ9လေးဒါဘာ9လေးလဲဟာလားကြည့်လိုက်လို့ရှိရင်တော့ဘာ9လေးရောမသိငါဆိုအလောင်းဝင်းကဆိုရွှေကားတစ်မျိုးပဲသိအော်ဒါဒေါင်း9လားမသိ ဖိုက်တာ အော်ဖိုက်တာလားနည်းနည်းကြိုင်ကြည့်မယ်နော်ရလာရင်ဒီရောင်လေးလာလိုက်တာမကြည့်အောင်အမီးက share ပဲတော့ဘလောက်လဲတကောင်6တော့အော်အေးပတလာလိုက်တာတော်တော်ကဲအခုကတော့မုတ်တွေလည်းစုံနေအောင်လို့စားပြီးသွားပြီပေါ့နော်ဒီမှာရှိသမျှမုတ်ဆိုင်တော်တော်များများကိုလည်းစားပြီးသွားပါပြီပြီးတော့လေဒီမုတ်ဈေးထဲမှာဆိုလို့တကယ်အခုမှ
တကယ်မုတ်သေးတဲ့ငယ်ဘဝအရသာပြန်ရတာပေါ့နော်စွန်းငယ်တော့ဆိုလိုက်တယ်ပဲကွာကြားနေထွက်လာလို့ရှိရင်လေအယုတ်ဆိုင်တွေရောမုတ်ဆိုင်တွေရောဒီလို9ရောင်းတဲ့အဆိုင်လေးရောအကုန်ရှိရဆိုတော့လေအဲ့တော့ဒီနေ့ကတော့ဒီဘူထာငါမမုတ်စားခဲ့တာဒီလောက်ပါပဲအဲ့တော့အခုလိုမျိုးပဲအစီအစဉ်ကောင်းတွေကိုကြည့်ကျင်နေဆိုလို့ရှိရင်ဆွလွန်တို့ရဲ့တဟက်မြန်မာရဲ့ social media platform တွေကို like and follow လုပ်လို့မမိပါနဲ့เนาะအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ